မိဖုရားကြီးကရုတ်တရက်ကြီးချက်ချင်းစားခောက်ဆွဲစားကျင်တယ်လို့ပူစာပါလေရောနန်းတော်စပုံမူကြီးခမရလဲအကြံရခတ်သွားတာပေါ့အဲ့ဒီချက်ချင်းစားခောက်ဆွဲဆိုတာဘာကြီးလဲဆိုတာသူလုံးဝကိုမသိရှာဘူးဒါပေမဲ့မိဖုရားကြီးကစားကျင်တယ်ဆိုတော့လေသူချက်ပေးရတော့မှာပေါ့ခောက်ဆွဲဆိုတာခောက်ဆွဲပဲမဟုတ်လားဒါလေးများဘယ်လောက်ခတ်မှလဲလို့သူတွေးလိုက်တယ်သူကိုယ်တိုင်ဂျုံနဲ့လိပ်ပြီးခောက်ဆွဲသားကိုလက်နဲ့လှိဖြတ်လိုက်တယ်ပြီးတော့ရေနွေးပုတ်ပွက်ထဲမှာပြုတ်တဲ့အမဲသားပပလေးတွေထည့်တယ်၈နာရီကြာအောင်တီထားတဲ့အနှစ်အရသာပြည့်ပါတဲ့ဟင်းရည်ကိုလောင်းထည့်လိုက်တယ်အပေါ်ကနေကြက်တုံမြိတ်လေးတွေဖြူလိုက်တော့တကယ်ကိုအမှုပညာလက်ရမြောက်တဲ့ခောက်ဆွဲတစ်ပွဲဖြစ်သွားတာပေါ့လက်လုတ်ခောက်ဆွဲတန်တန်လေးဒါပေမဲ့မိဖုရားကြီးကတစ်ချက်ပဲကြည့်ပြီးဒါချက်ချင်းစားခောက်ဆွဲမဟုတ်ဘူးဆိုပြီးလက်တောင်မလို့ဘူးစပုံမူကြီးရဲ့အရေးချင်းတွေပါမေးခွန်းထုတ်ခံလိုက်ရတော့သူတော်တော်လေးဒေါသထွက်သွားတယ်ဒါနဲ့ပင်လယ်စာခောက်ဆွဲကြိုတစ်ပွဲကိုအားခဲပြီးထက်ချက်ပေးပြန်တယ်မိဖုရားကြီးကခက်ရင်းနဲ့နှစ်ချက်လောက်ထိုးဆွဲကြည့်ပြီးပောက်ကွဲပါလေရောအခုတော့စပုံမူကြီးလည်းတကယ်ကိုအာယုံနောက်သွားပြီးသူတက်သမျှမှတ်သမျှအစွမ်းကုန်ထုတ်ပြီးဂျုံကိုအပါတရနေလိုက်တယ်နောက်ဆုံးမှာတော့အရေးကြီးနဲ့အရသာရှိလာတဲ့ Clear Broth Raymond တစ်ပွဲကိုဖန်တီးလိုက်တာပေါ့ဒီတစ်ခါတော့တကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲပဲမိဖုရားကြီးကနောက်ဆုံးတော့မြည်ကြည့်ဖို့သဘောတူလိုက်တယ်ဒါပေမဲ့ပါဇက်ထဲရောက်တာနဲ့ချက်ချင်းပြန်ထွေးထုတ်လိုက်တာပဲစပုံမူကြီးလည်းယူကျင်စိတ်တောင်ပေါက်သွားပေမဲ့အရှုံးမပေးသေးဘူးမိဖုရားကြီးမျက်ရည်ကျသွားရလောက်မဲ့ခောက်ဆွဲမျိုးချက်ပြမယ်လို့သူဆုံးဖြတ်လိုက်တယ်ဒါပေမဲ့နောက်ထပ်10ပွဲမကချက်ပေးလဲပေါ့တယ်စက်တယ်နဲ့အပြစ်တင်တာမပြီးနိုင်ဘူးဘာမှကိုအဆင်မပြေဘူးဘယ်ဟာမှချက်ချင်စားခောက်ဆွဲဖြစ်မလာဘူးစပုံမူကြီးခမများစိတ်တက်တွေအကုန်ပျက်စီးသွားပြီးနောက်ဆုံးမှာတော့ပောက်ကွဲပါလေရောအဲ့လောက်တောင်တက်နေရင်လဲကိုယ်တိုင်ပဲချက်စားတော့ပြလို့အော်ပြစ်လိုက်တယ်မိဖုရားကြီးလည်းတော်တော်လေးဒေါသထွက်သွားပြီးကောင်းပြီလေငါကိုယ်တိုင်ပဲလုပ်ပြမယ်လို့ပြောပြီးနန်းတော်မိဖို့ကြောင့်တဲ့ကိုခက်တီတီနဲ့ဝင်သွားပါတော့တယ်တကယ်ချက်ချင်းစားခောက်ဆွဲဆိုတာဘာလဲဆိုတာကိုပြဖို့ပေါ့